ဟုတ်ကဲ့ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအများသိချင်နေကြတဲ့မြေရှားတတုဘာလဲဘာအတွက်လဲဘာအတွက်အသုံးပြုမှာလဲဘာကြောင့်ရှားတာလဲဘာကြောင့်မြေရှားလို့ခေါ်တာဆိုအဲ့ဒီအကြောင်းကိုဒီကနေ့ကျွန်တော်သိတလောက်မှတ်တလောက်ပြောပြပေးမယ်ဆိုတော့ဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင်တော့အဆုံးထိနားထောင်ပြီးပါမြေရှားတတုကအရက်စေးကြီးရဲ့အခုနိုင်ငံတိုင်းလိုချင်နေမြန်မာနိုင်ငံကိုမပူးမကပ်ပဲအဲ့မြေရှားတတုကိုမရမှာဆိုလို့ပူပူကက်ကက်ကြီးကိုဝင်ရောက်နှောက်ယှက်နေတဲ့တနည်းတစ်ဖုံတန်တမန်နေဝင်ရောက်နှောက်ယှက်တဲ့တရုတ်ကိုပဲတတ်တည်ထားအောင်နော်ဆိုတော့အမေရိကန်တွေကလည်းအဲ့မြေရှားတတုတွေကိုရလို့ကျင်တယ်နီးပညာပိုင်းမှာအသုံးပြုဖို့ရကျန်တဲ့အပိုင်းတွေမှာအသုံးပြုရလက်နက်ထုတ်ဖို့ရဆိုရင်ကျန်တဲ့ဟာတွေထုတ်ဖို့အဆုံးပဲသူအရင်စေးကြီးရဒါဆိုရင်အဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြမယ်နော်မြေရှားတတုဆိုတာက rare earth element ဆိုတာတတုပေါ့နော် earth ဆိုတာကဘာမြေကြီးပေါ့နော် rare ဆိုတာရှားပါတာတုတော့ RAE လို့ခေါ်ကြနော်အဖို့တန်တတုပေါင်း18မျိုးနဲ့ရောထားတာဆိုအဲ့18မျိုးတွေကဘာတွေလဲပြောပြမယ်နော်အဲ့မှာ periodic table dressing အလှည့်ကျဆရာတွေတဲ့က Latinite dressing Latinite dressing 15မျိုးရဲ့အဲ့ဒီထဲမှာနောက်2မျိုးရှိသေးတယ် Scandium ရဲ့ Yttrium ဆို2မျိုးပါထပ်ပေါင်းလိုက်ခုန15မျိုးနဲ့ဆိုရင်18မျိုးအဲ့ဒါပြောရနော်ဆိုတော့မြေရှားတတုဆိုတာဘာလဲမြေရှားတတုဆိုတာသူ့ကိုရှားလို့မြေရှားတတုလို့ခေါ်တာမဟုတ်ဘူးသူကမြေစီလွာအောက်ထဲမှာပေါ်လောရှိဒါပေမဲ့သူကတခြားတတုဒီလိုမျိုးတပြုံကြီးတစုတည်းနေတာမဟုတ်သူကတီချာကျန်တဲ့တခြားတတုရိုင်းနေနဲ့ရောနော်ခွဲပြားနေတဆုံတစုတည်းနေတာမဟုတ်ဆိုတော့သူ့ကိုခွဲထုတ်ရတာအရန်ခက်ခဲတယ်နောက်ပြီးတော့သူ့ကိုခွဲထုတ်ဖို့လုပ်ငန်းစဉ်တွေလည်းအကုန်ကြစီအရန်များတယ်ခွဲထုတ်တဲ့နေရာကနေဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေလည်းတဘာဝပတ်ဝန်းကျင်ကိုအရန်ဆိုးရွားစေတယ်အကြောင်းမို့သူ့ကိုရှားပါတယ်လို့ခေါ်တာနော်သူ့ရဲ့ပုံစံကတခြားတတုတွေနဲ့တခြားဓာတုဗေဒတတုတွေနဲ့ခက်ဆင်လေးတွေနော်ခက်ဆင်လေးတွေဖြစ်တယ်နောက်ပြီးတော့သူကတတ်ဆင်လည်းမဟုတ်သူ့ကိုထပ်ပြီးတန့်ဆင်ရအောင်နီးပညာပိုင်းဆိုင်ရာတို့ကျန်တဲ့လိုအပ်တဲ့နီးပညာပိုင်းဆိုင်ရာတွေအတွက်သုံးဖို့ဆိုရင်တော့သူ့ကို69.9% လောက်ထိကိုတန့်ဆင်ဖို့လိုအပ်တယ်အဲ့ဒီတန့်ဆင်ဖို့ဆိုတာလည်းအတော်လေးကိုခက်ခဲတယ်မြေရှားတတုတွေကိုတမဘယ်နေရာမှာဘလို့အသုံးချလဲဆိုရင်အဲ့မြေရှားတတုတွေမှာသူကဘလို့ဆိုရင်လျှက်ကူးမြန်တဲ့လျှက်စီအတွက်သုံးတယ်နော်အလင်းပြန်တဲ့ဓာတ်တွေနောက်ပြီးတော့တန်လိုက်ဓာတ်တွေလျှက်ကူးနိုင်တဲ့ဓာတ်တွေအရာအားကောင်းနေတဲ့အတွက်သူ့ကိုတမဆေးကြီးပေးပြီးအသုံးချကြတာအသုံးပြုကြတာအဲ့ဒါကြောင့်မို့အဲ့ဒီမြေရှားတတုကိုအသုံးပြုဖို့လူတွေလူပြီးတော့နေရာယူနေကြတယ်ဝိုင်းလူပြီးဝယ်ကြတယ်ဆေးကြီးတာပေါ့နော်ဒါဆိုရင်ဘာအတွက်သုံးမလဲကျွန်တော်ဆက်သွားရအောင်ဒါဆိုရင်ဘယ်နေရာမှာအများဆုံးသုံးလဲသူ့ကို smartphone electronic ပစ္စည်းတွေဖြစ်တဲ့ smartphone တို့နောက်ပြီးတော့ဒီ computer တို့ hard disk တို့နော် hard disk တို့ hardware တို့ဒီ TV မျက်နှာပြင်တို့ဘာတို့အဲ့ဒါသုံးတယ်နောက်ပြီးတော့ motor တာပိုင်တို့နေရာမျိုးမှာအဲ့လိုနေရာမှာသူအများဆုံးသုံးတယ်ဘာကြောင့်ဆိုတော့သူကတန်လိုက်တဲ့အရာအားကောင်းလို့အဲ့လိုနေရာမှာသူအရန်အသုံးဝင်တယ်စစ်ဘက်ဆိုင်ရာကာကွယ်ရေးဘက်မှာတော့သူတို့ကာကွယ်ရေးပစ္စည်းဘက်မှာတော့သူတို့ဒီ jet လေယာဉ် engine တွေအဲ့လိုနေရာတွေမှာနောက်ပြီးတော့သူကဒီဒုံးကျည်လမ်းညွှန်တာလေဒုံးကျည်ဘယ်နေရာမှာတွားပေါက်ဘယ်နေရာမှာတွားကြမှာဆိုအဲ့ဒီလမ်းညွှန်စနစ်တွေလုပ်ဖို့ဆိုတဲ့ကိရိယာတွေနေရာမှာလည်းသုံးတယ်နောက်တစ်ခုကညကြည့်မှန်ပြောင်း night vision လုပ်တဲ့နေရာမှာလည်းသူတို့သုံးတယ်မှန်ပြောင်းလေးတွေပေါ့နော်အဲ့ဒီ night vision တွေပိုင်းမှာသူတို့ဒီအားကောင်းပြီးတော့ဒီအရေးသွေးပိုရှိဖို့အဲ့လိုနေရာမျိုးတွေမှာလည်းသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီစက်မှုလုပ်ငန်းတွေမှာတော့သူကဒီဖန်ချက်တဲ့လုပ်ငန်းတို့နောက်ပြီးတော့ဒီလေဆာလက်နက်လေဆာကရိယာထုတ်တဲ့နေရာတွေမှာတော့နောက်ပြီးတော့ကျွန်တော်တို့သုံးနေတဲ့လောင်စာဆီတွေကိုတန့်စင်တယ်လောင်စာဆီတွေကိုတန့်ကလေးဖြစ်အောင်တန့်စင်တဲ့စက်တွေကိုထုတ်လုပ်တဲ့နေရာမှာလည်းသူတို့သုံးတယ်တန့်စင်တဲ့နေရာမှာလည်းသုံးတယ်ပေါ့နော်အချုပ်အားဖြင့်ဆိုရင်တော့ဒီမြေရှားတတုကနီးပညာရဲ့ဗီတာမင်လို့တောင်ခေါ်လို့ရတယ်နီးပညာရဲ့အဓိကတော့ချက်လို့လည်းပြောလို့ရတယ်နီးပညာပိုင်းဆိုင်ရာတွေမှာဒီမြေရှားတတုတွေအရန်အသုံးဝင်တယ်အကြောင်းမို့သူတို့ကဒီအရန်ဆေးကြီးပြီးပေးဝယ်တာ
ဒါပေမဲ့တဘာဝပတ်ဝန်းကျင်ကိုသူကအရင်ဆိုးရွားစေတယ်ကျွန်တော်စလိတ်တောက်ရင်အဆုတ်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်ဆိုတဲ့ဥပမာမျိုးပါပဲဆိုတော့ဒီလောက်ဆိုတော့နည်းနည်းသဘောပေါက်လောက်ပြီထင်ပါတယ်